ဒီဗီဒီယိုကလူတိုင်းစီကိုရောက်မှာမဟုတ်ပါဘူးငွေကြေးနဲ့စီးပွားရေးမှာအလှည့်ပြောင်းတစ်ခုကိုတကယ်ကိုလိုအပ်နေတဲ့လူနည်းစုစီပဲ universe ကလမ်းညွှန်ပေးလိုက်လို့ပါတင်တာကိုမြင်နေရပြီဆိုရင်တင့်အတွက်အချိန်ကျပြီလို့ယူဆလိုက်ပါအထူးသဖြင့်အခုအချိန်မှာငွေကြေးအလုပ်အကိုင်နဲ့စီးပွားရေးအတွက်လမ်းပြောက်တယ်လို့ဖြစ်နေရင်တင့်အတွက်အဖြေကဒီဗီဒီယိုထဲမှာရှိနေပါပြီကက်တွေရဲ့ energy ကဘာပြောနေလဲဆိုတာကိုအတူတူအဆုံးထိကြည့်လိုက်ရအောင်နော်အခုတလောလေးကို့မှာ idea တွေ project တွေရွေးချယ်စရာတွေကအများကြီးရှိနေတယ်ဆိုတော့ Seven of Cups ရဲ့တစ်ဖက်မှာလည်းဘယ်ဟာကိုရွေးရမှန်းမသိဘဲနဲ့ဇဝေဇဝါဖြစ်နေတတ်တဲ့ energy ကိုတွေ့ရတယ်ဒါမှမဟုတ်လက်ရှိအလုပ်အခြေအနေ offer တွေကိုစိတ်မပါတော့ဘဲနဲ့ညီးငွေ့နေတဲ့ Four of Cups ကိုကြုံနေရနိုင်ပါတယ်ငါဘာဆက်လုပ်ရမလဲဆိုပြီးတော့ comfort zone ထဲမှာစိတ်ကုန်နေတဲ့အခြေအနေမျိုးတွေကိုလည်းမြင်ရတယ်လှည့်ကွက်ကတော့ဒါပဲပေါ့နော်ဒီရပဲအခု universe ကတင့်ကိုလမ်းတစ်ခုကိုပြောင်းလဲဖို့အတွက်တွန်းပို့နေပြီ idea အဟောင်းတွေစိတ်မပါတဲ့အရာတွေကိုလွတ်ချပြီးတော့ပြက်ပြက်တသားတစ်ခုကိုရွေးချယ်လိုက်တာနဲ့ Six of Wands ရဲ့ energy အရတင့်ရဲ့လုပ်ငန်းခွင်တင့်ရဲ့စီးပွားရေးမှာခမ်းနားလွန်းတဲ့အောင်ပွဲနဲ့လူတွေအကြားအတိမတ်ပြုခံရမှုတွေဟာအရှိန်အဟုန်နဲ့ကိုဝင်လာတော့မှာပါစီးပွားရေးသမားဆိုရင်တော့နာမည်ကြီးပြီးတော့အောင်မြင်မဲ့ project ကြီးတွေရလာတော့မယ်ငွေကြီးငွေဝင်လန်းတွေဟာမှုံဝါးနေတယ်လို့ကိုယ်စီလာမဲ့အခွင့်အလန်းတွေကိုမျက်စိပိတ်ပြီးညှင်းဆန်နေတယ်လို့ခံစားရနိုင်ပေမဲ့စိုးရင်စရာမရှိပါဘူးဇဝေဇဝါဖြစ်မှုတွေဟာပြီးဆုံးသွားတာနဲ့ငွေကြီးပိုင်းမှာအောင်မြင်မှုရလဒ်တွေကိုလက်တွေ့စုပ်ကိုင်ရတော့မှာဖြစ်ပါတယ်ပညာရေးကြည့်ရင်သင်တန်းတွေမေဂျာတွေအများကြီးဘာတက်ရမလဲဆိုပြီးတော့တွေးဝေနေတာမျိုးစာလို့ရမှာပြင်းပြီးတော့ညင်းငွေနေတာမျိုးတွေဖြစ်နေတတ်တယ်ပိုတကယ်ဝါသနာပါတာကိုရွေးချယ်မိပြီးတော့ဆမ်မွဲတွေအင်တာဗျူးတွေမှာထူးထူးချွန်ချွန်အောင်မြင်မှုရရှိသွားပါလိမ့်မယ်နော်ကျမ်းမာရေးချစ်ရေးနဲ့အိမ်အောင်ရေးကိုတစ်ချက်ကြည့်ရင်တော့ single တွေအတွက်ရွေးချယ်စရာတွေများနေပြီးတော့ကိုကဘသူ့ကိုမှစိတ်မပါတယ်လို့ဖြစ်နေတတ်တယ်။ဒါပေမဲ့မကြခင်မှာကိုတန်ဖိုးထားပြီးတော့လူကြားမှာပေါ့နော်ဂုံယူဝင်ကြားစွာတွဲပြမဲ့လူမျိုးတွေဒါမှမဟုတ်အိမ်ထောင်ဘက်နဲ့စုံရတတ်ပါတယ်။အိမ်အောင်ရှင်တွေအတွက်တော့ညီငွေစရာကာလတွေကိုကြော်ဖြတ်ပြီးတော့အိမ်တွင်းရေးတွေပြန်လဲတာရလာပါလိမ့်မယ်။မိသားစုကြားမှာလည်းတယောက်နဲ့တယောက်လေးအဆက်အသွယ်တွေပြတ်တယ်လို့စိတ်ဝမ်းကွဲတွေဖြစ်နေမယ်။မိသားစုကဂုံယူမဲ့သတင်းကားတစ်ခုလည်းတင်းစီကိုလာနေရနော်ဒီဗီဒီယိုကမြင်ရတဲ့သူအင်မတန်နေပါလိမ့်မယ်ဒါကြောင့်မလို့ဒီ energy ကတင့်အတွက်တီးသက် message ဖြစ်တယ်တွေဝေညှိငွေနေရာတွေရက်ပြီးတော့အောင်ပွဲစီကိုလှမ်းဖို့အသင့်ပြင်ထားလိုက်ပါလူနည်းစုတွေကတယောက်အနေနဲ့ဒီ victory energy ကိုရယူခြင်းတော့ comment မှာ I claim my financial victory လို့ရေးပြီးတော့ energy ကိုရယူလိုက်ပါကံကောင်းခြင်းတွေတင့်စီကိုလာနေပါပြီ